မာလေးအိပ်ပျော်နေတော့မှအကူဟာညီမလေးမျက်ခွန်လေးတွေဖြစ်တယ်ပင်လယ်မှာကျွန်တော်ရက်ပေါ်တော်လီနေခဲ့တာတွေနောင်နှရတယ်လို့ဖြစ်မိပါတယ်တခါကော်ဖီတောက်တက်ပေမဲ့ကိုယ်တိုင်ကော်ဖီမှောက်ကြတဲ့ကိုခန္ဓာအခိုက်အတန့်မျိုးမှာအလေးချိန်ကဒလင်းခောက်ကွေးတစ်ပိတ်တာနှစ်ပိတ်တာစသဖြင့်ဘလောက်ပေါ့ဘလောက်ပညီမလေးအတွက်တော့ဟောဒီ9ပေ9လက်မပေါင်130လေးဟာအမြင်အသင့်ပါပဲပြောမရဆိုမရရန်ကုန်နဲ့မန္တလေးဟာတနာရီမိုင်100နှုံးနဲ့ခုံမောင်းဆန့်ထွက်ရင်တော့သွေးကြောမိုင်ပေါင်း9000ကျော်ကြာကယူစိတ်ကြလာမယ်ဖြစ်မှုပြက်မှုနှလုံးသားအာယုံခံစားစိတ်ဆုံးမှုစိတ်မထင်ရင်မထင်သလိုအော်ငိုတတ်မှုကျွန်တော်ပြန်ချိန်ဆဲရင်တရားဘောကခုံချလိုက်ရင်ကောင်းမလားဖះရှိသွားပြီးအပြစ်တွေဝန်ခံရမလားတရားမရသေးဘူးသတင်းစာနေ့စဉ်မဟုတ်ရင်တော့တရက်ချားစီလာပါညီမလေးနေကောင်းပါရဲ့လားကောင်းနေပါရဲ့လားအကိုတို့ကြုံနေရတာချစ်စလန်ကောင်းတပုတ်တာဆိုညီမလေးမှာအစာအိမ်ယောဂရှိခဲ့မှာမဟုတ်ဘူးကင်ထားတဲ့ဖုန်းစကားပြောကွက်ကိုမချလိုက်ပါနဲ့သတိရရင်အဲ့ဒီသတိကအကိုပေးလိုက်တဲ့သတိပါညီမလေးရထားတဲ့သတိဟာအကိုလွယ်ထဲကကြပြစာအုပ်လေးဖြစ်တယ်စီဒီလေးတစ်ချက်ဖြစ်တယ်အကိုဘက်ကစပြောခြင်းနဲ့ဟယ်လိုတခွန်းဖြစ်တယ်ကက်ဆက်ဖွင့်လိုက်ရင်ဒီသချင်းကရင်တို့တိုးဝှေ့နေစေပဲယထာနံပါတ်ထဲခုံဝင်ခြင်းနေတဲ့ပရိပခမသိစိတ်ရန်နေရကထိုင်မသိမ်းစားလို့ထိမ့်မရသိမ့်မရနေပါလားစလိတ်ကိုလမ်းမပေါ်ပြစ်ထည့်လိုက်တာအဲ့ဒီနေ့ကညီမလေးကိုလွမ်းလို့ပေါ့ကွာယနေ့ကျွန်တော်တို့ကဘာဟာခရစ်နဲ့2010ဖြစ်ပါတယ်အေယော်ရီလဲအရင်လောက်မနှုတ်ပြတော့ကျွန်တော်တို့လည်းအရင်လောက်မဖြတ်လက်တော့အနာတရားတွေအေးရင်မှာပဲလာပွင့်ကြတယ်ဖြတ်ခင်းထားတဲ့တက်တန့်တခင်းစားလို့ခွေကလေးရောထွေးနေရင်ကောင်းတာလှုပ်ခတ်လိုက်တော့ကဘာကြီးမပြပဲကောင်းငင်ကြီးပြသွားတယ်အပေါ်ကတက်တန့်ကြီးပြုတ်ကြတော့မယ်အိတ်ဆက်နေတဲ့ငါညမလေးလက်နိုးတော့မယ်အတံပရန်ကြီးစူညံပွက်လို့ရိုက်စပယ်ရီလဲတိုက်တရှိုက်ရာသီဥတုကအဆအနာပုံပေကျွေးဘာမှထွန်ရက်မရတဲ့ကွင်းမြင်လို့မနှက်ခင်းပါအကိုကိုမလိုအပ်တော့လို့ထစ်အပ်ပြစ်ချလိုက်တာလေညီမလေးစုပ်ဖြဲလိုက်တော့မိလိုက်တော့အဲ့ရကနိုးလာရင်ကဘာကြီးကိုမြင်အောင်ကြည့်လိုက်တစ်ခါကဘာကကြီးလုံးပြီးမျက်လုံးတွေကသေးငယ်လုံးတော့မမြင်ရပဲဖြစ်တတ်တယ်ဒီခါမှာလူဖြစ်ပြီးသားအောင်အချစ်ကားကောင်းတကားလောက်ကြည့်လိုက်ပြီးမှချစ်တော်မျက်စိနဲ့မျက်စိတစ်စုံထပ်ကြည့်လိုက်မြင်ရသေးဘူးဆိုရင်နှစ်ချိုက်အေးရေးဝအောင်ထပ်အိတ်လိုက်ကိုကအမြဲရှိနေမယ်အမြဲတမ်းကိုရှိနေမယ်ညီမလေးအိပ်ပျော်နေတော့မှကိုဟာညီမလေးမျက်ခုံးလေး